တွေနဲ့ချဲမျောလင်းတိုင်းလည်းမဖြစ်နိုင်ခဲ့တွေဝေမိန်မောလူဘဝတဲ့ရည်ရွယ်ချက်ကအတိတ်ပဲမဲ့အချိန်တွေစားခဲ့ရတွေလဲစက္ကန့်တိုင်းပဲပြတ်ကျွေစေဘာကြောင့်များလဲစဉ်းစားခက်တယ်အဘေးကလူတွေမြင်တိုင်းလဲပျော်စရာတွေလွင့်ပြက်ပြဲနွမ်းလျော်နေကြတဲ့စိတ်တွေရဲ့မောပန်းနေကြတဲ့ရုပ်အစင်းများတွေးဖန်များတော့ဝမ်းနေလားဒါဟာဘဝခီလို့ဖြည့်သိမ့်မလားဒါဟာဝေးကျွေးလို့မမလားတကယ်ဆိုတော့ဘဝမျက်ရည်ခါမပြောနိုင်ခဲ့တဲ့ရတွေများအိမ်ပြန်ဖို့အတွက်လည်းမချီအားပြာတွေများတဲ့စိတ်အစင်သာရင်းနဲ့အများပွေဖက်ထားရင်းနဲ့အများပွေဖက်ထား